တရေဆိုတာခိုင်းရင်ပုံမှန်ဘာလှုပ်လေလှုပ်တာရှိလဲ ဘာမှတော့မလုပ်ပါဘူးစိတ်ထဲမှာပဲကြိတ်ဆဲရမျိုးပဲရှိတယ် တော်တော်တော့မကောင်းတဲ့ကိုပြောတာပေါ့နော် ညီမလေးပြောတဲ့အတင်းမှန်ပါတယ်ပေါ့ ပါတယ် တွေးခဲ့ပြီကဲ တေပြောတာပေါ့နော်နောက်ွယ်မှာအဖွဲလိုက်နေကိုဟန်မူရနဲ့ပါလုတ်ပြပြီးပြောတာ တကယ်ကြိုးစားတဲ့ဝန်ထမ်းတွေပါ အားပါ group ဖွဲ့ထားတယ် ဟာ group တငယ်ချင်းတွေနဲ့ group ဖွဲ့ပြီးတော့ group ထဲမှာအကုန်ပြောတယ် ဟောသူစုပြီးတော့နောက်လဲသွားတယ်မျက်ခွက်ပြောင်ပြတာပေါ့ တထင်းနဲ့လူပြိုင်ပြီးတော့ရန်ဖြစ်တယ် အလုပ်ထုတ်ဖို့စဉ်းစား တထေးဆဲတာခံရရင်ပုံမှန်ဘာလှုပ်လေလှုပ်တာရှိလဲ ပုံမှန်ဆိုရင်တော့မိုင်းလေးတင်လိုက် ဝမ်းနေတာဗော ဝမ်းနေတာ ဘာမှမပြောပါဘူးတောင်းတောင်းလို့သိရမှာကိုယ်စိတ်ထဲမှာခုနလိုသူပြောသလိုပဲကိုယ်စိတ်ထဲမှာကိုထားလိုက်တယ် တထေးအမြဲတမ်းပြောနေတဲ့လက်သုံးစကားလေးတစ်ခွန်းတော့ဘာဖြစ်မလဲ သူမိန်းမဝယ်ပေးထားတယ်ဒီမှာသူ့မှာစိတ်နဲ့စွတ်ကြည့်ရှိ အဲ့လိုမျိုး အဲ့လို ဟောဒီလို မေမေနင်ဖြစ်တဲ့နင်နေထားကြီးနဲ့ ငါလောက်တောင်ဒီလိုကအတုံးဝကြစောက်တုံးကြ ဗာလဲအော်တခုခုလိုအဲ့လို့ရှိရင်တော့အခုပြောနော် အာဟုတ်တယ်ပုံကျွန်တော်လည်းကြားဘူးတယ်စကား အဲ့လိုပြောရဲဟုတ်ဒါမဲ့လည်းပြီးကြရင်စုတယ်စုတော့လည်းပေါ့အဲ့လောက်တက်နေကိုကလုံလိုက်ပါလားလို့ပြောဖို့ကလည်း तू ကကိုတထေးဖြစ်နေလေနော်အဲ့တော့မပြောရဲတော့ကိုကပဲကြိတ်ပြောကြပါညီမလေးဒါလေးအောင်မသိရင်ဘလို့ရေရှည်ဆက်လုပ်မှာ ဒီဗီဒီယိုကိုတထေးကြည့်နေဘာပြောချင်လဲ စောက်တုံးကြကိုကြိုးပြောတော့ သူစုတင်ပါတယ်ကိုလည်းကိုကရမ်းတော်နေကိုကပဲလုံလိုက်တော့ ဒီဗီဒီယိုကိုတထေးကြည့်နေဆိုရင်ဘာပြောချင်လဲ ကိုကြီးမြောင်မှန်းတယ်လို့လုံမှာပါ ကျေးဇူးတင်ပါတယ် ဒါပဲလား သူကကောင်းမှုအတွက်ပြောတာဆိုတော့လေကိုရီလည်းကောင်းမှုအတွက်ပဲတွေးပေးလိုက်ပါတယ်ဒါပေမဲ့တစ်ခါလေးကျလည်းတွေးလို့တော့မရဘူးပေါ့ ဟာအကိုဒီထက်ပိုပြီးနုပြိုပြီးချောပါစေပေါ့ အများကြီးလည်းထပ်ပြီးတော့ ထပ်ပြီးတော့ လာတာရင်အများကြီးတိုးပေးပါ ဟောတကြံမဟုတ်များပေးပါသေးဗော အာ စိတ်ထဲပဲဖြေလို့ရတယ်ဗျစိတ်ထဲပဲဖြေလို့ရ ကင်မရာလေးကြည့်မျက်လုံးလေးနဲ့ကွာဖြည့်လိုက်စိတ်ထဲရပဲ ပြောင်းနေပေမဲ့ကျန်ပါကငိုနေတော့မေကျန်ပါကမျက်ရည်တွေတွမ်းမျက်လုံးကဟန်ဆောင်ကော